วัสดีครับကျွန်တော်နဲ့တူထိုင်စကားတစ်နေ့ကို9လုံး day 5မှာကြိုဆိုပါတယ်ဟုတ်ပါတယ်ခင်ဗျချားရครับဟုတ်ပါတယ်ခင်ဗျချားရครับဟုတ်ပါတယ်ရှင်ချားရခဟုတ်ပါတယ်ရှင်ချားရခမဟုတ်ဘူးမချိုင်မဟုတ်ဘူးမချိုင်မဟုတ်ဘူးမချိုင်အသက်ဘယ်လောက်လဲอายุเท่าไหร่အသက်ဘယ်လောက်လဲอายุเท่าไหร่အသက်20နှစ်ပါอายุ20ปีครับอายุ20ปีครับအသက်20နှစ်ပါอายุ20ปีครับဟုတ်ကဲ့အခုကျွန်တော်ပြပြသားတာတွေကိုနားလည်တယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါအောင်ပြီးတော့သိချင်တာလေးတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်တဖြည်းဖြည်းနဲ့စာတွေများလာပြီเนาะ day 1 day 2 day 3 day 4 day 5စုစုပေါင်း25လုံးကဲရပြီလားကြက်ထားပါเนาะ see you in the next video thank you guys ကျေးဇူးတင်ပါတယ်